ဟုတ်လားမင်္ဂလာပါဒီနေ့တော့ကျွန်တော်လိုကင်မရာရှေ့ကိုလူကိုယ်တိုင်ထွက်ပြီးတော့ဘလော့ရိုက်ဖို့စဉ်းစားနေတဲ့သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ PC လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဟာမိပြဝါကြီးအလကားနောက်တာပါဒီနေ့တော့ကျွန်တော်ကိုယ်တိုင်အသုံးပြုနေတဲ့ lighting အကြောင်းကို review ကလေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ lighting ရဲ့အရေးပါမှုကိုအရင်ဆုံးပြောပြပါမယ်ကိုကဗီဒီယိုရိုက်တဲ့အခါဖုန်းနဲ့ပဲရိုက်ကင်မရာနဲ့ပဲရိုက်အဓိက lighting ပေါ့နော်အလင်းကောင်းရှိဖို့လိုအပ်ပါတယ်အဓိကကျွန်တော်တစ်ချက်လောက်မီးကိုပိတ်ပြပါမယ်ဒါကတော့ကျွန်တော်အခန်းထဲမှာရှိတဲ့၄ပေနော်ပုံမှန်သူ့ရဲ့အခန်းထဲမှာရှိတဲ့၄ပေမီချောင်းတစ်ချောင်းပဲထွန်းထားတယ်ကျွန်တော်ဘလော့ရိုက်တဲ့အခါသုံးတဲ့ဒီ lighting ကိုကျွန်တော်ပိတ်ထားတာပေါ့ဒီမီးပိတ်ထားတဲ့အခါရုပ်ထွက်ဘလို့မှကောင်းကောင်းရရှိမှာမဟုတ်ပါဘူးပြီးတော့နောက်ကဒီ background တွေကိုဖျောက်တဲ့အခါလည်းအလွယ်တကူဖျောက်လို့ရမှာမဟုတ်ဘူးကျွန်တော်မဲမဲတဲတဲကြီးနဲ့နော်ဘလို့မှကြည့်ရတာအဆင်မပြေပါဘူးဒါကတော့ကျွန်တော်မီးပေါ့ lighting သုံးထားတဲ့အနေထားပေါ့ဒါကတော့ကျွန်တော်ပုံမှန်ကတော့ဖုန်းနဲ့ပဲရိုက်ဖြစ်ပါတယ်အခုလည်းဖုန်းနဲ့ရိုက်ထားတာဆိုတော့ကျွန်တော်အသုံးပြုနေတဲ့ lighting လေးကိုတစ်ချက်လောက်ပြပေးပါမယ်ဆိုတော့ဒါကကျွန်တော်အသုံးပြုနေတဲ့ lighting ကလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဝယ်တုန်းကတော့ဒီအောက်က stand တော့မပါဘူးဒီကောင်တစ်ခုပဲဆိုတော့ကျွန်တော်ဒါလေးကိုဖြုတ်ပြပေးပါမယ်ဒီကောင်မှာဒါမျိုးနဲ့ဒီကောင်နဲ့ချိတ်ဖို့ကဒီမှာလဲမူလီအပေါက်တစ်ပေါက်ပါတယ်ဒီမှာလဲတစ်ပေါက်ပါတယ်ဒီဘက်မှာလဲတစ်ပေါက်ပါတယ်သုံးပေါက်ပါတယ်ပြီးတော့ဒီကောင်မှာကကာလာ၃မျိုးပါတယ်ဒီမှာဒီကောင်ခလုတ်ပေါ့နော်ဒီကောင်ကိုနှိပ်ပြီဆိုတာနဲ့သူကမီလင်းနေနောက်ထပ်ကာလာတစ်မျိုးချင်းမဲ့ဆိုလို့ရှိရင်ဒီကောင်ကိုနှိပ်တာနဲ့အဝါရောက်တန်းဝါပေါ့ဒါမျိုးကြအဖြူရောက်ပြီးတော့ဒီမှာအလင်းကိုအတိုးအလျှော့လုပ်လို့ရတဲ့ဥစ္စာပါတယ်ကာလာ၃မျိုး၃ရောက်เนาะပြီးတော့ဒီကောင်ကဒီဖုံးအသွင်းကျိုးမှာအလွယ်တကူထိုးပြီးတော့အသုံးပြုလို့ရပြီပေါ့ပြီးတော့ဒီကောင်ကဘယ်လိုလဲဆိုတော့တစ်ခုရှိတာကဒီရိုးပုံမှန်အသွင်းကျိုးတွေနဲ့ဆိုလို့ရှိရင်ဒီကောင်ကပူတယ်ဒီအကောင်ကပူပြီးတော့ဖြစ်သွားတယ်အဲ့ဒါကြောင့်ဒီအသွင်းကောင်းကလည်းကျွန်တော်သုံးနေတာတော့45ဝက်ပေါ့အဲ့45ဝက်နဲ့ဆိုတော့ကောင်းတယ်45ဝက်65ဝက်အဲ့ဒီဝက်များသုံးမှအဆင်ပြေမယ်ဒီပုံမှန်အသွင်းခေါင်းတွေနဲ့ဆိုလို့ရှိရင်မီးကဒါဆွဲတာများတော့အသွင်းကောင်းကမခံနိုင်ဘူးပူရအဲ့လိုဖြစ်သွားတယ်ဒီကောင်းကိုကျွန်တော်ဝယ်တော့ဆိုလို့ရှိရင်ဒီမလေးရှားမှာပေါ့မလေးရှားရင်းငွေငွေရ30ဝန်းကျင်လောက်ပဲရှိမယ်30ပတ်ချလေးပေါ့မြန်မာငွေဈေးနဲ့ဆိုလို့ရှိရင်တော့အခုဆိုရင်တော့3000ဝန်းကျင်လောက်ပဲရှိမယ်ဆိုတော့ဒီဘလော့တစ်ခုရိုက်တဲ့အခါဒီ lighting ကောင်းတစ်ခုရှိဖို့ကတော့လိုအပ်တယ်အဲ့ဒါကြောင့်ဒီကိုယ့်ရဲ့ရုပ်ထွက်ပစ္စည်းတွေကိုရိုက်ပြလူပဲဖြစ်ဖြစ်ပစ္စည်းတွေဖြစ်ဖြစ်ရိုက်တဲ့အခါဒီမီးကောင်းတစ်လုံးလေးရှိဖို့လိုအပ်တယ်အဲ့ဒါကြောင့် lighting လေးတစ်လုံးတော့ဆောင်းထားသင့်တယ်ဒီကောင်းရဲ့အရှိအားကြတော့ကျွန်တော်တို့တထွားရှိတယ်ဒီအနံကကြတော့9လက်မ4လက်မဝင်5လက်မလောက်ရှိမှတင်တယ်ဒီကောင်ကကြတော့တော်တော်အသုံးတည့်တယ်ကျွန်တော်သုံးလာတာတော့တစ်နှစ်ကျော်လောက်ရှိပြီတော်တော်အဆင်ပြေတယ်ဒီကောင်ဝယ်ဖြစ်ပါဒီကောင်မျိုးပဲဝယ်သုံးရမယ်လို့ဆိုလိုတာမဟုတ်ဘူးကျွန်တော်ဒီနေ့ပြောပြတာကရိုက်တဲ့ဘလော့ရိုက်တဲ့အခါ lighting လေးတစ်လုံးရှိဖို့လိုအပ်တယ်ဆိုတော့ပြောပြပေးတာအားလုံးအဆင်ပြေကြပါစေနောက်နေ့မှာပဲနောက်ထပ်ပစ္စည်းတစ်ခုကို review လုပ်ပြီးတော့ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်တတ်တာပါ